ခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်မော်လကီမာနေထိုင်ကြတော့တပည့်တော်စုများနဲ့အတူတကွပြည့်စုံပြီးမှဖျားခင်ရဲ့နှုတ်ကပတ်တော်အားဖြင့်လဲဝင်ငါရတော့အခုအခါကိုရရှိတော့ကြောင်းဖျားခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းကြောင်းရှေးဥစွာပြောချင်ပါတယ်program မှာတစ်ချက်ကြည့်ရအောင်ဒီမှာရှင်ယောမစာလုံးပေါင်းနဲ့မားနေပါတယ်လို့ယောမဩဝါဒစာဆောင်အခန်းကြီး7အငယ်1ကနေ2ဖြစ်ပါတယ်အဲ့ဒီအချက်လေးကိုတစ်ချက်လေးပြင်ဒီမနေ့ကျမတို့ဖျားခင်ရဲ့အသက်ရှင်တော်မူသောနှုတ်ကပတ်တော်အားဖြင့်ခွန်အားယူဖို့ရတဲ့နှုတ်ကပတ်တော်ကောင်းစဉ်ကိုဖျားခင်နဲ့တတော်ချီးမွမ်းခြင်းရည်လို့ပြောပေးထားပါတယ်ဖျားခင်နဲ့တတော်ချီးမွမ်းခြင်းရည်ရှေးဥစွာကျမတို့ကျေးဇူးတော်ချီးမွမ်းရခြင်းရဲ့အကြောင်းဘာကြောင့်ကျေးဇူးတော်ချီးမွမ်းရတယ်လဲပေါ့ကျမတို့စဉ်းစားကြည့်မယ်ဆိုရင်ကျေးဇူးတော်ဆိုတဲ့အရာဟာဘာလဲပေါ့ကျေးဇူးတော်ဆိုတဲ့အရာဟာကျမများမထိုက်တန်တော်များလဲဖျားခင်ရဲ့ချစ်ချင်းမေတ္တာကြောင့်ဖျားခင်ရဲ့ချစ်ချင်းမေတ္တာတို့ကြောင့်ကျမတို့ရရှိတဲ့အရာဖြစ်တယ်ဆိုတဲ့အရာကိုကျမတို့တွေ့ရတယ်ကျမတို့အယံတော်လို့အယံတက်လို့ကျမတို့ငွေရေးကြေးရေးတွေအယံချမ်းသာလို့ဒီကျေးဇူးတော်ဆိုတဲ့အရာကိုခံစားရရှိတာမဟုတ်ပါဘူးကျေးဇူးတော်ဆိုတဲ့အရာဟာဖျားခင်ကျမများကိုကျွန်တော်တို့လူသားများကိုချစ်တဲ့အတွက်ကြောင့်မို့ဖျားခင်ရဲ့ချစ်ချင်းမေတ္တာအတွက်ကြောင့်ကျမတို့ဟာအခက်မဲ့ရရှိတဲ့အရာဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျမတို့တွေ့ရပါတယ်။အဲ့ဒီအတွက်ကြောင့်မို့ဒီဖျားခင်ရဲ့ကျေးဇူးတော်ဆိုတာဟာကျမများအရောက်ချင်းစီရဲ့အသက်တာမှာအင်မတန်မှလိုအပ်တဲ့အရာဖြစ်တယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်။ကျမတို့ဘလောက်ပဲပညာတွေဘလောက်တက်ပြီးမှလုပ်ငန်းကြီးတွေဘလောက်ပဲလုပ်နေပါစေသူဟာလူတယောက်ဟာဒီလုပ်ငန်းကြီးတွေကိုအောင်မြင်ဖို့အတွက်ဘလောက်ထိplanning တွေဘလောက်ထိကောင်းတဲ့အစီအစဉ်တွေရေးဆွဲတော်ညာလဲဖျားခင်ရဲ့ကျေးဇူးတော်မပါရှိတဲ့သူ့ရဲ့ဒီအမှုအရာတွေအားလုံးဟာကိုစိတ်ကူးထားတော်ညာလဲအဲ့ဒီအရာတွေဟာဖြစ်လာဖို့ရတဲ့အခက်အခဲများစွာရှိတယ်ဆိုတဲ့အကြောင်းကိုကျမများရဲ့အသက်တာမှာလည်းအယုတ်ချင်းစီတိုင်းခံစားဖူးမှာပါအဲ့ဒီအတွက်ကြောင့်မို့ပြောချင်တာကဖျားခင်ရဲ့ကျေးဇူးတော်ဆိုတဲ့အရာဟာကျမတို့အားလုံးရဲ့အသက်တာအတွက်အလွန်ပဲအရေးကြီးတဲ့အရာဖြစ်တယ်ကျမတို့အားလုံးရဲ့အသက်တာမှာဖျားခင်ရဲ့ကျေးဇူးတော်မပါရှိဘဲနဲ့အသက်ရှင်ရမရဘူးဆိုတဲ့အကြောင်းကိုကျမတို့တွေ့ရပါတယ်ကျမတို့ဟာဒီနိုဝင်ဘာလမှာအတင်းတော်တိုင်းဟာကျေးဇူးတော်ချီးမွမ်းပွဲတော်များကိုပြုလုပ်ကြတယ်။ဘာအတွက်ကြောင့်မို့နိုဝင်ဘာလမှာကျေးဇူးတော်ချီးမွမ်းပွဲတော်ကိုပြုလုပ်ကြတယ်လေပေါ့ကျမတို့စဉ်းစားစရာ question ရှိပါတယ်။နိုဝင်ဘာလဟာဆိုလို့ရှိရင်တနစ်တာပတ်လုံးရဲ့17လမြောက်တော်လဖြစ်တယ်ပေါ့နော်။ကျေးဇူးတော်ချီးမွမ်းရခြင်းရဲ့အကြောင်းကိုကျမတို့ကြည့်မယ်ဆိုရင်ဖျားခင်ကိုကျေးဇူးတော်ချီးမွမ်းတော့မယ်ဆိုရင်ကျမတို့ဟာလွန်ခဲ့တော့အချိန် past ကိုကျမတို့တစ်ချက်ကြည့်ရမယ်ဖြစ်ပါတယ်ဖျားခင်ဟာအရောက်ချင်းစီတိုင်းကိုလွန်ခဲ့တော့အချိန်ကျမကိုဘလောက်ထိဖျားခင်ရဲ့ကောက်ွယ်ဆောင်ရှောက်မှုအောက်မှာကျမဟာဘလောက်ထိအသက်ရှင်နေနိုင်တယ်လဲယခုအချိန်ထိကျမဟာအသက်ရှင်နေနိုင်တယ်ကျမဟာစားနိုင်တောက်နိုင်တယ်ကျမချင်းစုကိုကျမရရှိတယ်စသဖြင့်ပေါ့နော်ကျမတို့ကလွန်ခဲ့တော့အချိန်ကိုကျမတို့ကြည့်ပြီးမှဖျားခင်ရဲ့ကျေးဇူးတော်ကိုဒီစိတ်နှလုံးထဲကနေစင်ချင်နှလုံးသွင်းပြီးမှဖျားခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းရမှာဖြစ်ပါတယ်ပြောချင်တာကဒီနိုဝင်ဘာလမှာကျေးဇူးတော်ချီးမွမ်းရခြင်းကိုပွဲတော်ကိုကျမတို့ပြုလုပ်ကြတယ်ပေါ့နော်အဲ့ဟာတနစ်တာပတ်လုံးရဲ့ဖျားခင်ရဲ့ကောက်ွယ်ဆုံးရှုံးမှုအားလုံးကိုကျမတို့ဟာပြန်ပြီးမှစင်ချင်နှလုံးသွင်းပြီးမှဖျားခင်ရဲ့ဒီကျေးဇူးတော်ချီးမွမ်းပွဲတော်ကိုကျမတို့စက္ကပ်ဖို့ရအတွက်ဖြစ်တယ်ပါဝင်ဖို့ရဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြောချင်ပါတယ်နံပါတ်1အနေနဲ့ဖျားခင်ကိုကျမတို့ဟာအသက်ရှင်တော်ရစ်အားဖြင့်အသက်ရှင်တော်ရည်အားဖြင့်ကျေးဇူးတော်ချီးမွမ်းဖို့ရအတွက်အင်မတန်မှလိုအပ်တယ်ဆိုတဲ့အကြောင်းကိုနံပါတ်1အနေနဲ့ပြောချင်ပါတယ်ယောမဩဝါဒစာဆောင်အခန်းကြီး7အငယ်1မှာရှင်ပေါလုပြောထားတဲ့အကြောင်းကိုတွေ့ရပါတယ်
ni akodo attention chin lakna attention chin lakna pyat ki nete domu phoi do lakna ne pi song do yi ko tin do di pu zo yue mimi ko khanja ko pyat ki asaka chin ti hu do tin do pyu at do hu ko pyu mi a chao pyat ki yu na do ko thau tha let tin do ko nga tai tu no so pe I di Yoma Owada Sasa, Kanji Sunny and Yetima, Shimpolu Ha, Piat Kingo, attention do ye are pie, Uzo Puyada, a Piotari a Jango, tomorrow 2 years ago, no, 8 years ago, to know Jamana, the Yao Chinsi, the attention do, a ya pie, attention do ye are pie, Piat King Tando, Uzo Puyada, Imatama. Ye Jibare, so a jungle Piochimbare, tomorrow did the Mahon jungle and Jimmy so ye, the Mahon Jama, Yuda Dumia ha, Piat Kingo, Mishuya, yit a mew api, Piat Kingo, Uzo Jare, so a jungle to Yabare. I Mishuya, yit a mew ha, Imatama, ye jire, ya repeat there. It is the Mahon Jama bear, tomorrow. The Maya soon, but Massa, Kanji Sanga, and Yen send it my bow then to ya the lay so ye. Shumula ha, Shumula put her out to Yabare. The attache or the me should or yit a mew ha. Alume a ye jire ya pit there, a put under a ya pit there. Todo yale, 80 mishu ya yit a mew taro yit habale so ye. Piati a luro go lainaro. Piati yes a gabo na tondo, yip pit there so a jango. The Maya soon, but Mass how can you sing and yen send it much more to Yabare. It is the Jamo, even if you're Chinaga, tomorrow have Piatkin Tando, tomorrow he and you puzo jarebono, it is our long tema, Piatki and Nita Soha, tomorrow I say a long daga ne lade, at the shindo, yipite, Piatki, Aluro, Piatki, Sagaro, would not hondo, yipite, so a jango, number 10 nene Piochimbare, number nene, tomorrow ha, Jizu Chimon. Chimon Jarebono, number need a Ninegaro, tomorrow at the Taha. Nisi at the Shinaido at the Ta, Nisi at the Ta, tomorrow ha, Piati, Jizuro, Chimoya, Imdamalo Ade, Sura Jango Tuyabare. The Pansinchin a Jango, tomorrow Jimmy Soye, Piatkin ha, Lutani Yago Pansintare, Adam the Ewago Pansintare, Sura Jango. Tuyare, Piatkin Pansintare, Ayamale, Piatkin ha, Alumbe, Sisnit Jaswa, Lutarigo Pansintare, Sura Jango Tuyare, Pansintare, Di Lutani ya Adam ne Ewa ko, Piatkin ha, Di Gonkim Mashiro Aya Alo. Ilo shi in dimiji po ye alpo ma shi de katua sa de aya along mya ko along ko oso pu ya de phya thian ming ma tha re so de achang ko twi ya re di kaba u cha anye ti akhan chi ti anye 26 ko phat chin ba re 26 phya khin ka ngaro kong thran ne tani daran ti Lugo, Pansin Jaso, do the Billing out of on the gown, Mokong King, Yeto go the gown, Dying do go the gown, me the lone the qua, me po Tuata daughter son, a bound of on the gown, also Zehu, a mingo she, and yen a circle of them papa me, Cat King Gale, Jishu law, me the bin low nice, about ego kissedo, sabatin a mew dog on the gown, music or kissedo, a tine piso do. Tipin a mew dogo, Nagao, Dindo Saya Bonga Be, the Anian Sapoma, Piatina, Ludarigo Pansintare, Pansin no male, Di Ludarigo, Piatina, Di Daimatababu, this is Sata Puya, the Piatina, music Betare, Sore Jango, tomorrow to Yavare, music Sore Yama, tomorrow Sinsapuyan Lore, the music go, tomorrow ha, a pin. Sana down and put the tomorrow she also say Yabare, no me Jima tomorrow say Yare, Pino she, say Pian tomorrow Yiribare, Long Yare, Di Appian Shintan put tomorrow ha, me Pusia she ne Pupia, no, Sada Pia 80 Appian ha, Gila Pima, a tea teaching a point tomorrow, Saya Tau Yare.
solo chinaga piatia di music be thare so gadega tomorrow ne se atata ma sa nai taw nai phu atwat tomorrow ko be tha pi da phit pare tomorrow ha di piatin be thare အရာတွေကိုဖြတ်ခင်ပေးထားတော့ကျမတို့ခွန်အားများဖြင့်လောက်ကင်ပြီးမှကျမတို့စားတော့ရမှာဖြစ်ပါတယ်ပြောချင်တာကကျမတို့ဟာနေ့စဉ်အသက်တာမှာဖြတ်ခင်ကျမတို့ရဲ့ကျမတို့အပေါ်ပြုတော်ဒီကျေးဇူးတော်များကိုကျမတို့ဟာစင်ချင်လုံးတွင်ပြီးမှဖြတ်ခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းဖို့ရတဲ့လိုအပ်ပါတယ်ဆိုတဲ့အကြောင်းကိုနံပါတ်1အနေနဲ့ပြောချင်ပါတယ်နံပါတ်3အနေနဲ့ဆာလန်ကျမ်းအခန်းကြီး92ကိုဖတ်ချင်ပါတယ်ထာဝရဘုရားဤကျေးဇူးတော်ကိုချီးမွမ်း၍အမြင့်ဆုံးသောဘုရားဤနာမတော်ကိုထုံးမနာခြင်းဆိုခြင်းငါ၎င်းစောင်းနေတကွာကျိုးစေပြင်းရှိသောသူရိယာတယောမိကြောင်းတို့ကိုတည်၍ဂယုဏတော်နှင့်တစ္ဆာတော်ကိုနနက်အချိန်ညအချိန်အစဉ်အတိုင်းပြခြင်းငါ၎င်းရှော့ပတ်ပေ၏ဒီဆာလန်ကျန်အခန်းကြီး92မှာဆိုလို့ရှိရင်ဆာလန်စီယာဟာဖျားခင်ဟာကျွန်တော်လူသားတွေအားလုံးအပေါ်၌ပြုတော်ကျေးဇူးတော်ဟာအလွန်ပဲကြီးမားကြောင်းတယောက်ချင်းစီအပေါ်နဲ့တော့၎င်းမိသားစုတိုင်းပေါ်နဲ့တော့၎င်းကျမတို့အမျိုးအနွယ်တွေအားလုံးပေါ်နဲ့တော့၎င်းဖျားခင်ရဲ့ဒီကျေးဇူးတော်ဟာအင်မတန်မှကြီးမားလာကြောင်းကိုတူရိယာမျိုးစုံအဖြစ်ဒီဗိမာန်တော်မှာဖျားခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းတယ်ဖျားခင်ကိုချီးမွမ်းနေတယ်ဆိုတဲ့အကြောင်းကိုဒီဆာလန်ခန်းကြီး92မှာကျွန်တော်တို့တွေ့ရပါတယ်အဲ့ဒီတော့ကြောင့်မို့ဖျားခင်နဲ့ကျွန်တော်တို့လူသားတွေဟာဒီကျေးဇူးတော်ချီးမွမ်းခြင်းဆိုတဲ့အရာဟာအလုံးပဲအရေးကြီးတဲ့အရာဖြစ်တယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်ဖျားခင်နဲ့ကျွန်တော်တို့လူသားတွေဟာအိမ်ထောင်မိသားစုတွေဖြစ်တယ်ပေါ့နော်ကျမတို့ကဖျားခင်ရဲ့အိမ်သူအိမ်သားတွေဖြစ်တယ်အဲ့ဒီအိမ်သူအိမ်သားတွေနဲ့ဖျားခင်ရဲ့ဂျားမှာဒီချီးမွမ်းခြင်းဆိုတဲ့အရာဟာအလုံးပဲအရေးကြီးတော့ဆက်သွယ်တဲ့အရာတစ်ခုဖြစ်တယ်ကျမတို့နေ့စဉ်အသက်တာမှာဖျားခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းလေဖျားခင်ကျွန်တော်တို့ဖျားခင်ကျေးဇူးတော်ကျွန်တော်ချီးမွမ်းလေပေါ့နော်ကျမတို့ဟာဖျားခင်ရဲ့အလိုတော်ကိုသိရှိလေဖြစ်တယ်ဖျားခင်ရဲ့အလိုတော်ကိုသိရှိလေကျမတို့ရဲ့အသက်တာဟာဖျားခင်ရဲ့ကျေးဇူးတော်နဲ့ပြည့်စုံတော့အသက်တာကိုခံစားရလေဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မို့ကျမတို့ရဲ့နေ့စဉ်အသက်တာမှာဒီဖျားခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပြီးမှဖျားခင်ရဲ့အလိုတော်ကိုရှာဖွေဖို့ရတဲ့အလွန်ပဲအရေးကြီးတယ်ဆိုတဲ့အကြောင်းကိုနံပါတ်3အနေနဲ့ပြောချင်ပါတယ်နောက်ဆုံးအနေနဲ့အချက်4ချက်ပြောပြီးမှနေကုန်းချုပ်ချင်ပါတယ်အဲ့ဒါကတော့ကျမတို့ကျေးဇူးတော်ချီးမွမ်းတဲ့အခါမှာကျမတို့စင်ချင်နှလုံးသွင်းရမယ့်အချက်ပေါ့နော်နံပါတ်1ကဘာလဲဆိုရင်တယောက်ကျမတို့အရောက်ချင်းစီတိုင်းအပေါ်၌ဖျားခင်ပြုတော့အရာများကိုကျမတို့စင်ချင်နှလုံးသွင်းပြီးမှဖျားခင်ကျေးဇူးတော်ကိုချီးမွမ်းဖို့ရတဲ့အင်တာမလိုအပ်တယ်ဆိုတဲ့အကြောင်းကိုနံပါတ်1အနေနဲ့ပြောချင်ပါတယ်နံပါတ်2ကတော့ကိုခံစားရတဲ့ဒီကျေးဇူးတော်မင်္ဂလာအပေါင်းတို့ကိုပေါ့နော်ကျမတို့ဟာတခြားသူတွေကိုရောကျမတို့ဟာဝေငှဖို့ရတဲ့အင်တာမအရေးကြီးပါတယ်ဆိုတဲ့အကြောင်းကိုနံပါတ်2အနေနဲ့ပြောချင်ပါတယ်နံပါတ်3အနေနဲ့ကတော့ဒီကျေးဇူးတော်ချီးမွမ်းခြင်းဟာဖျားခင်ရဲ့ဘုန်းတော်ကိုချီးရှားဖို့ရအတွက်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုနံပါတ်3အနေနဲ့ပြောချင်ပါတယ်နံပါတ်4အနေနဲ့ကတော့ကျမတို့ကျေးဇူးတော်ချီးမွမ်းတဲ့အခါမှာအဖို့တန်သောအရာတစ်ခုပေါ့နော်ကျမတို့ဖျားခင်ထံသို့ယူဆောင်လာရမှာဖြစ်ပါတယ်အဖို့တန်သောအရာဆိုတဲ့အချိန်မှာတကယ်ပဲကိုတန်ဖို့မဖြတ်နိုင်တော့အရာတစ်ခုဖျားခင်ရဲ့ရှေ့တော်တော့ကျမတို့ဟာယူဆောင်လာရမယ်ဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မို့ကျမတို့ဟာဒီကျေးဇူးတော်ချီးမွမ်းတဲ့အချိန်မှာဒီအချက်4ချက်ကိုကျမတို့စင်ချင်နှလုံးသွင်းပြီးမှဖျားခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းဖို့ရန်ဖြစ်တယ်ဖျားခင်ရဲ့ကျေးဇူးတော်ခံစားရတဲ့အတ္တတာဟာအရာအလုံးကို
အကောင်းမြင်တတ်ပြီးမှဖျားထီရဲ့ကျေးဇူးတော်ကိုနေ့တိုင်းချီးမွမ်းနိုင်တဲ့အသက်တာဖြစ်လာတယ်ဆိုတဲ့အကြောင်းကိုတွေ့ရပါတယ်အဲ့ဒီတော့ကြောင့်မို့အခုလာမယ့်နိုဝင်ဘာ30မှာကျမတို့နမောနိချေတင်တော်အားလုံးပေါ့နော်အတူတကွဖျားထီရဲ့ဒီကျေးဇူးတော်ချီးမွမ်းပွဲတော်ကြီးကိုပြုလုပ်သွားမှာဖြစ်ပါတယ်အဲ့ဒီပြုလုပ်တော့မယ့်အချိန်မှာလဲကျမတို့အားလုံးဟာတကယ်ပဲဖျားရှင်ကိုတနစ်တာလုံးအတွက်ကာကွယ်ဆောင်ရှောက်တော့ကျေးဇူးများကိုအောက်မေ့တည်ရလက်ဒီအသက်ရှင်တော့ဖျားသခင်မြတ်တတ်တော့ဒီအသက်ရှင်တော့ရည်အားဖြင့်အတူတကွဆက်ကပ်ဖို့ရအတူတကွကျေးဇူးတော်ချီးမွမ်းပေးတော်မှာအတူတကွပါဝင်ကြရအောင်လို့နှုတ်ပတ်တော်ကိုအင်းရလောဝေငါမိကုံချုပ်အပ်ပါတယ်ကျေးဇူးတင်ပါတယ်